မှပေးအပ်သည့်တောင်းကိုဂျေပူစွာထမ်းဆောင်ခဲ့ပြီးကြဆုံးသွားပြီဖြစ်သည်ဖြင့်ဒီအဖွဲ့အစည်းလေးတော်၎င်းအဖွဲ့ဝင်မှဖြစ်တော်၎င်းလုံးဝသက်ဆိုင်ခြင်းမရှိတော့ပါသဖြင့်ရေဒီမျိုးသားများကာကွယ်ရေးတပ် KNDF မှတင်းအားအပီးပိုင်ပယ်ထုတ်လိုက်ဖြစ်ကြောင်းနဲ့တင်သွားလို့ရသွားနိုင်ကောင်းရာသူကြီးလာပါသည်အမိတ်လူသားရေးချုပ်စီယုံချုပ်ရေဒီမျိုးသားများကာကွယ်ရေးတပ် KNDF大嫂的那种呗，我容易在刚皮下了。大妹，大嫂啊，你那说这什么呢？我说都这个完了你没啥，可有这样吗？来马票，谁他搞的咋说这样？搞呀，老婆让我吧。လူငယ်လူရွယ်လေးပါဒီကျေတို့ရီအေးတဲ့နဲ့ပညာသင်နေရမယ်အရွယ်ပါအခုတော့တော်လေးတောင်းနေလာပြီတော်လေးလုံနေရတာချစ်ကြွရများပြီပြီးလေအဲ့စက်ရမနေတော့ငါတီထုံလိုက်ရုံမျက်နှာပြီးချင်ပြီဟာဖေတော့များမငါတို့တိုင်းပြည်စစ်ဖက်နှက်အောက်ကနေလွတ်နိုင်မှာလေဟာ